လေရင်တကားကြီးပွင့်လာတဲ့အခါမှာတော့တမရကြီးအစားဝတ်စုံပြေဝဝတ်ဆင်ထားတဲ့တီဂျီလွန်နဲ့ဇွန်ဘီတယောက်အရင်ဆုံးထွက်ပေါ်လာပါတယ်ဒါကိုမြင်လိုက်ရတဲ့အာရှုတယောက်ချက်ချင်းဆိုသလိုထိတ်လန့်တုန်လို့ပါပြီးဝေါ်ကီဒေါ်ကီကိုဆွဲယူကအန်ဒီရဲ့အားလုံးရက်လိုက်ကြတော့အခုချက်ချင်းတိုက်ခိုက်မှုကိုဖျက်သိမ်းလိုက်ကြဆိုပြီးအော်ဟစ်လိုက်ပါတော့တယ်ဒီအမင်းကြောင့်စနိုက်ပါနဲ့ပြစ်ဖို့ပြင်နေတဲ့စပင်ရွှေရောင်ဇွန်ဘီလည်းချက်ချင်းလက်တုံသွားရလဲဘာဒီဖြစ်ကုန်တာလဲဘာလို့ငါကြောရွေးတဲ့အထိစိတ်တက်ထွားရတာလဲဆိုပြီးသူပါကောက်စိတ်ဝင်သွားတာပေါ့အဲ့ဒီအချိန်မှာပဲအထက်အမင်းအဆောက်အဦဘောကအမျိုးသမီးကြီးကလည်းအန်ဒီရဲ့ရွတငွေတက်ကိုအာယုံရသွားပါတယ်သူမကအခြေအနေမဟန်တော့ဘူးဆိုတာရိပ်မိလိုက်ပြီးအားလုံးတိုက်ခိုက်တာကိုရပ်လိုက်ကြဒီကောင်ကနိုင်ငံအေးတဲ့တမရမဟုတ်ဘူးဆိုပြီးဇွန်ဘီတက်ဖိုက်ကိုအမိန့်ပေးလိုက်ပါတယ်ဒီလိုနဲ့ဇွန်ဘီရဲ့ပုံရိပ်ခါဒေတာတွင်မီဒီယာတွေကတဆင့်တကဘာလုံးကိုတိုက်ရိုက်ထုတ်လွှင့်လိုက်ခြင်းခံလိုက်ရပြီးသူ့ရဲ့ရုပ်သွင်းကိုလူအများကြားထဲမှာပထမဆုံးချိန်အဖြစ်တရားဝင်ချပြလိုက်သလိုဖြစ်သွားပါတော့တယ်လူတိုင်းကတော့ဒီလိုလူစားမျိုးမြင်လိုက်လို့အန်အော်မင်းတက်နေကြပေမဲ့ကျွန်တော်တို့ရဲ့ဇွန်ဘီကတော့ဝစ်စုံကိုဟိုပြင်းဒီပြင်းလုံနေရပါတစ်ဖက်မှာလည်းအမြွာကြီးမနေရာကဇွန်ဘီကိုကြည့်ပြီးကြောင်တောင်ဖြစ်နေကြပါတယ်ဒီကောင်ကဘာတူလဲဘာလို့ငါ့ကိုထူးဆန်းတဲ့ခန်းစားချက်ကြီးပေးနေရတာလဲဆိုပြီးအမဖြစ်သူကမေးတဲ့အခါညီမဖြစ်သူကသမရလုံခြုံရေးစရင်ကိုကြည့်ပြီးသူဟာသမရကြီးတဲ့ကိုရန်တော်အကောင်းဆောင်ဇွန်ဘီရဲ့ဆိုပြီးရှင်းပြလိုက်ပါတယ်လေရင်ထဲမှာတော့ဌာနမှုကဇွန်ဘီကိုတော်တော်လေးသဘောကျနေပါတယ်ကောင်းတယ်ဇွန်ဘီဒါငါတို့thíchချင်တဲ့ပုံစံပဲဘဲကောင်းကပြည့်ကျဦးမလဲကကြည်ရသေးရောဒါကိုကြတော့ Violet တယောက်ဒေါဘထွက်သွားပါတယ်ဌာနမှုရှင်တော်ဖြောင်းလဲသွားပြီပဲကို့လက်အောင်ငေသားကိုကြီးစံလာခံရတာလို့ဒါပေမဲ့ဌာနမှုကတော့ခက်အေးပါပဲသူဟာတေမမတေနေတာဘာကောက်စရာရှိတာလဲဆိုပြီးပြန်ဖြေလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဇွန်ဘီကိုပတ်ဝန်းကျင်ကိုတေချာကြည့်ထားဖို့နဲ့တမရာကြီးထွက်လာတဲ့အခါစနိုက်ပါလမ်းကြောင်ကိုပိတ်ရက်ထားဖို့ညွှန်ကြားပါတော့တယ်ဒီအစီအစဉ်တွေအပြီးမှာတော့ဇွန်ဘီကစိတ်ပြက်ရက်လက်နဲ့မင်းတို့ဒုံးပြန်တွေကိုတော့ငါကဖားနိုင်တာပဲဒီကြီးစံလေးရှောင်ရောက်တာကဘာခတ်တာမထောင်လို့ဒီလောင်ကြီးအထူးဆန်းတွေလုံနေဖို့လိုသလားဆိုပြီးပြန်ပြောလိုက်ပါတယ်ဌာနမှုကတော့တီးခံလိုက်ကွာဒုက္ခန္တာကိုကငါတို့လောက်တန်မာတာမဟုတ်တာဆိုပြီးမဝဲနမရဲ့ပြန်ဖြေရတာပေါ့အန်ဒီရဲ့မရှိတော့ဘူးဆိုတာတေချာမှနိုင်ငံအေရဲ့တမရာကြီးကလေရင်ဘော်ကပြုံးရွှင်စွာနဲ့ဆင်းလာပြီးနိုင်ငံဘီရဲ့မီဒီယာတွေကိုနှုတ်ဆက်ပါတယ်တန်ယုံအရာရှိကလည်းအပြေးလွာလာကြိုပြီးဒါကတော့ဧည့်တဲ့ခံကျွေးမွေးရည်ကိုတာဝန်ယူထားတဲ့ဟော့တီပြည်နယ်ရဲ့အုပ်ချုပ်ရေးမှုပါတမရာကြီးခရီးပန်းလာပါသေးလို့အခုတော့ဟိုတယ်မှာအရေးနားလည်ပါအောင်ခရီးစဉ်တွေကိုတော့မနစ်ဖြန်မှာစတင်တာပေါ့ Violet နဲ့ Zombie ရောဟိုတယ်ကိုသွားဖို့ပြင်လိုက်တဲ့အချိန်မှာပဲ Zombie တိတော့တခုခုကိုအာရုံရသွားပါတယ်အဲ့ဒီအချိန်မှာပဲဟိုအပေါ်ကအမျိုးသမီးကြီးကလည်းချက်ချင်းတင်းမသွားပါတယ်ဟမ်ခုနကခံစားလိုက်ရတဲ့ဒီဖီအားကြီးကဘာလဲငါစိတ်ထင်နေတာလားစောင့်ကြည့်မှုကန်းထဲမှာတော့အဲ့ဒီအမျိုးသမီးကြီးဘာမှမလုပ်တာကိုကြည့်ပြီးအမြညီမအနေလောကအံ့ဩနေကြပါတယ်ထူးဆန်းတယ်တို့အမြအကြီးဆုံးကဘာလို့ဒီတိုင်းကြီးလွတ်ပေးလိုက်တာလဲတို့အမြအကြီးဆုံးရဲ့စိတ်တက်အရာဆိုရင်ဒီလောက်ကောင်းတဲ့လှုပ်ကြံမှုအခွင့်အရေးကိုလက်လွတ်ခံမှာမဟုတ်ဘူးတို့ကလှုပ်ကြံမှုအစီအစဉ်ကိုဖျက်သိမ်းလိုက်ပြီးဆိုတော့တို့ရဲ့တာဝန်ကိုတို့စကြရတာပေါ့အမြညီမနေရာကသူတို့ပြင်ဆင်ပေးထားတဲ့ကားထဲမှာနားထောင်လို့ရမယ့်ဆက်လေးကြိုတင်တက်ဆင်းထားတာပါ900တာခီးစဉ်အတွင်းသူတို့ရှီးဟောင်းလူသားတွေအကြောင်းစကားဆတာနဲ့ချက်ချင်းသိရမှာပေါ့ဒါပေမဲ့သူတို့မမျော်လင့်ထားတာကနိုင်ငံအေးရဲ့တမရာကြီးကသူတို့ပြင်ဆင်ပေးထားတဲ့ကားကိုညှင်းပယ်လိုက်ပြီးဇွန်ဘီလက်တို့ကိုယ်တိုင်ကြိုတင်စီစဉ်ထားတဲ့လီမိုဇင်းကားကြီးစီကိုပဲဥတီးသွားခဲ့တာပါတစ်ချိန်တည်းမှာပဲလေရင်ဘောကဌာနမှုကဇွန်ဘီနဲ့ဆက်သွယ်ရေးကိုဖျက်တောက်လိုက်ပြီး laptop ကိုအထုံးချကအကြက်လားတွေကိုနှောက်ရှက်လိုက်ပါတယ်သူကဥက္ကဋ္ဌချင်းကိုရှင်းပြလိုက်တော့တယ်နိုင်ငံ A မှာငါတို့ကိုခေါင်းကပ်ရောက်လုပ်နေတဲ့ Professor Jamie ရှိသလိုနိုင်ငံ B မှာလည်းသူတို့ကိုယ်တိုင်မဖြေရှင်းနိုင်တဲ့မြေအောက်ဖွဲ့စည်းတစ်ခုရှိနေပါတယ်။ဘာအမှားမရှိအောင်ငါတို့တေချာပြင်ဆင်ခါရမယ်။ဒါကိုမသိသေးတဲ့အမြညီမညောက်ကလုံခြုံရေးကိစ္စတွေကိုပဲဆွေးနွေးနေကြတော့ပါတယ်။သူတို့ရဲ့အမြအကြီးဆုံးဆိုတာကတကယ်ကိုကောက်စရာကောင်းတဲ့လူပါ။ပြီးခဲ့တဲ့အနက်လန့်ဆွေးနွေးပွဲတုန်းက Violet နဲ့ Loni တို့တောင်သူမလက်ချက်နဲ့တန်းရတဲ့အကဲကြီးရခဲ့ဘူးတာပါ။အဲ့ဒီချိန်မှာပဲဝန်တန်းတယောက်ကအလန့်တစားလှတဲ့ပို့ပါတယ်။တမတာကြီးကကျွန်တော်တို့ပြင်ဆင်ပေးထားတဲ့ကားကိုမစီးပဲတခြားကားတစ်စီးပေါ်တက်သွားပါပြီတဲ့ညီမဖေသူကလေရင်ဝင်တန်းတွေကိုတမတာကြီးဘဲကားစီးသွားလဲဆိုတာအသေးအံမဲပေမဲ့ဘယ်သူမှပြန်မဖြေကြဘူးသူတို့လွိုင်းနောင်ချက်တဲ့ဆက်တွေတုံးထားပုံရလဲလို့ဝန်တန်းကပြောလိုက်တဲ့အခါအမဖေသူကဒေါသတကြီးနဲ့စပွဲကိုရိုက်ချလိုက်ပါတယ်ဒီကောင်တွေဘာလုပ်နေကြတာလဲပြဿနာရှာနေကြတာလားညီမနေအောင်လုံးကားတန်းပေါက်ကိုအမြန်လိုက်ဖို့ကြိုးစားကြပေမဲ့သူတို့မသိတာကဇွန်ဘီတို့အဖွဲ့ဟာကားနှစ်အဖွဲ့ခွဲလိုက်တာပါဇွန်ဘီကတမရာကြီးကိုကာကွယ်ပြီးဟိုတယ်ကိုတိတ်ဆိတ်သွားမယ်လမ်းကြောင်းကနေမောင်းရင်သွားသလို Violet နဲ့ Loni တို့ကတော့ရန်သူတွေအာယုံပြောင်းသွားအောင်မူလလမ်းကြောင်းအတိုင်းမောင်းထွက်သွားပါတယ်။အဲ့ဒီချိန်မှာအဆောက်အဦပေါ်ကအမျိုးသမီးကြီးစီကိုသပင်ရွှေရောင်ဇွန်ဘီကလမ်းမေးတာပေါ့။စီရမကြီးကျွန်တော်တို့ဘာဆက်လုံလဲ။လုတ်ကြံဖို့အစီအစဉ်ကိုဆက်လုံမလား။အမျိုးသမီးကြီးကသူတို့ထဲမှာတယောက်ကတော်တော်လေးထူးဆန်းနေတယ်။ငါမင်းကိုအမိန့်ဖေးချင်တာကဆိုပြီးပြောနေတော့မှပဲအကြက်လာတွေဖက်တောက်သွားပါတော့တယ်။စပင်းရွှေရောင်ဇွန်ဘီဟာဘာဆက်လုပ်ရမလဲမသိဖြစ်နေတော့မှပဲဒေါသတကြီးနဲ့သူ့ရဲ့စနိုက်ပါရိုင်ဖယ်ကိုကန်ထုတ်လိုက်ပြီးဓာတ်ကိုဆွဲထုတ်လိုက်ပါတယ်အားနဲ့လူသားတယောက်ကိုတတ်ဖို့အတွက်ဘာဝေခွဲမရဖြစ်နေပါလဲငါလေစွမ်းရည်နဲ့ဆိုရင်အသားလေးပါပဲကွာစိတ်မပူပါနဲ့ဆရာမကြီး
သူတို့အားလုံးကိုတတ်ပြီးပါနဲ့အောင်မြင်ကွဲခံပြီးပြန်လာခဲ့ပါမယ်တစ်ဖက်မှာတော့တမရာကြီးလိုက်ပါလာတဲ့လင်မိုဇင်ကားတွေမှာဇွန်ဘီကရှစ်လန်ချောင်းကိုအသေးချအာယုံဆိုင်စောင့်ကြည့်နေပါတယ်အဲ့ဒီချိန်မှာပဲကားနောက်ခန်းမှာထိုင်နေတဲ့တမရာကြီးက ကားနောက်ခန်းမှာငိမ့်သက်စွာထိုင်နေတဲ့သမရာကြီးကရုတ်တရက်ကြီးမစ္စတာဇွန်ဘီမင်းကဇွန်ဘီတယောက်မဟုတ်မလားဆိုပြီးမေးလိုက်ပါတယ်ဒီစကားကြောင့်ဇွန်ဘီတယောက်တက်တီသားသားတုန်လှုပ်သွားရပါတယ်ဒါပေမဲ့သူဘာမှပြန်မပြောရသေးခင်မှာပဲသမရာကြီးကဆက်မေးပြန်တယ်မင်းကကိုတေချာကာကွယ်ပေးနိုင်မှာမဟုတ်လားဇွန်ဘီကတော့အေးအေးဆေးဆေးပဲစိတ်မပူပါနဲ့ကျွန်တော်ရှိနေတဲ့တွေတော့ဘသူမှခမည်းရဲ့စပင်းတပင်းတောင်ထိခိုက်စေမှာမဟုတ်ဘူးလို့အာမခံလိုက်ပါတယ်အဲ့ဒီတော့မှသမရာကြီးကအားရပါရရေမော်ပြီးစိတ်ဝင်စားဖို့ကောင်းတာပဲဒါဆိုငါစိတ်ပူစရာမလူတော့ဘူးပေါ့ဒါပေမဲ့ငါမှမေးခွန်းတစ်ခုကြံသေးတယ်မင်းတနေ့နေ့ကြာမှာစိတ်ကူးပေါက်ပြီးကနာတကူထံကနာကိုဖန်ဆီးပြီးကဘာကြီးကိုအောက်ချုပ်ဖို့ကြံစီတာမျိုးတော့မလုပ်ဘူးမဟုတ်လားလို့မေးလိုက်ပါတယ်ဇွန်ဘီကလည်းစိတ်ချပါကျွန်တော်ကကဘာကြီးကိုအောက်ချုပ်ဖို့ဆိုတာကိုဘလို့မှစိတ်မဝင်စားပါဘူးလို့ခက်ပြက်ပြက်ပဲဖြေလိုက်ပါတယ်သူတို့နှစ်ယောက်စကားပြောနေတာကိုဘေးကနေကြားနေရတဲ့ကားဒရိုက်ဘာခင်ဗျာတော့ချွေးပြန်နေပါပြီအမလီနိုင်ငံတော်တမရာကြီးကိုဇွန်ဘီတကောင်ကကာကွယ်နေတာဆိုတာဘသူကထင်ထားမှာလဲအဲ့ဒီအချိန်မှာပဲအချက်တစ်ဖက်မှာတော့အမျိုးသမီးကြီးကသူမရဲ့အလက်အောက်နဲ့အာရှူးနဲ့အဆက်အသွယ်ပြတ်သွားကြောင်းကိုသတင်းရရှိပါတယ်အာရှူးတယောက်လမ်းမပေါ်မှာတမရာကြီးရဲ့ကားတန်းကိုကြားဖြတ်တိုက်ခိုက်ဖို့တွားနေပြီဆိုတာသိလိုက်ကြတာပေါ့နိုင်ငံဘီရဲ့လမ်းမပေါ်မှာတော့ကားတန်းကြီးကဟိုတယ်တစ်ခုကိုဥတီမောင်းနေလာပါတယ်အဲ့ဒီကားပေါ်မှာပါလာတဲ့ Violet နဲ့ Lee တို့ကအထူးခုကိုအာယုံရလိုက်ကြပါတယ်ဟမ်ဒီကောင်တွေတကယ်ပဲလက်မနေကြဘူးပဲပေါ့ချက်ချင်းဆိုတာနဲ့စပင်ရွှေရောင်ဇွန်ဘီအာရှူးကကားတန်းစီကိုအမြဲနှစုံနဲ့ပြေးဝင်လာပြီးဝုန်းဆိုတဲ့ပေါက်ချမ်းစံကြီးနဲ့တူကားတန်းတစ်ခုလုံးလွင့်သွားပါတော့တယ် Violet နဲ့ Lee တို့ကတော့အန်ဒီယေကိုကြူတိနေလာကြောင်းတန်းရမရလိုက်ပါဘူးပေါက်ချမ်းမှုဗျာချိတ်ကိုကြည့်လိုက်တဲ့အခါမှာတော့ဓာတ်တလက်ကိုကင်ပြီးမျက်လုံးတွေနီးရဲနေတဲ့လူတစ်ယောက်ရပ်နေတာကိုမြင်လိုက်ရပါတယ်ဒါဘာမွန်စတာကြီးလဲအဲ့ဒီအချိန်မှာပဲအနီးနားကအဆောက်အဦတစ်ခုပေါ်ကနောက်ထပ်ပေါက်ချမ်းစံတစ်ခုထွက်ပေါ်လာပြီးအမြွာညီမတို့ရောက်လာကြပါတယ်အခင်းဖြစ်ပွားနေရမှာအာရှူးကိုမြင်လိုက်တဲ့အခါသူတို့ဒီအန်အောတွားကြတာပေါ့ဒီလိုအန်ဒီရဲ့များတဲ့ကောင်ကဘာလို့ဒီမှာရောက်နေတာလဲအာရှူးကတော့ကျင်းထဲကနေခုန်ထွက်လာပြီးကမ္ဘာအခြားဘက်ကလာတဲ့နိုင်ငံသားတွေအခုနိုင်ငံဘီရဲ့ဇွန်ဘီတွေဘလောက်စွမ်းအားများတယ်လဲဆိုတာကိုမြင်စေရမယ်လို့ကြုံဝလိုက်ပါတယ်သူပြောလို့အပြီးမှာတော့ဗစက်ထဲကအလောင်းပုံငွေတွေထွက်ပေါ်လာပါတယ်လိုနီကလည်းဘာဒီကောင်ကလည်းဇွန်ဘီပဲလားဆိုပြီးထိုက်လန့်သွားပါတယ်ညီမတွေကတော့စိုးရိမ်နေပြီဒီကောင်ကတို့အမကြီးရဲ့လက်အောက်ကဇွန်ဘီခေါင်းဆောင်ပဲရင်ဆိုင်ရတာလွယ်ပါမဟုတ်ဘူးအဲ့ဒီလိုစဉ်းစားနေတော့ပဲအာရှူးကသူ့လက်ထဲကအနက်ရောင်အကျွေးတွေကိုပန်းထုတ်လိုက်ပါတယ်အဲ့ဒါကဇွန်ဘီတွေရဲ့ခန္ဓာကိုယ်ထဲပါရှိတဲ့အလောင်းပုတ်စီတွေပါပဲအဲ့ဒီစီတွေကို Violet တို့စီပက်ထုတ်လိုက်ပြီးမီးချစ်နဲ့ချစ်ခတ်လိုက်တဲ့အခါလမ်းမတစ်ခုလုံးဟာချက်ချင်းဆိုတာနဲ့မီးပင်လေကြီးဖြစ်သွားပါတော့တယ်ညီမဖြစ်သူကအဲ့ဒီမီးတွေကိုမချိနဲ့အဲ့ဒါတွေကဘယ်တော့မှမငိမ့်နဲ့မီးတယ်လို့အသေးအံတတိပေးလိုက်တဲ့အခါ Violet ကအမြွားညီမနှစ်ယောက်ကိုမြင်လိုက်တော့စွန့်အားသွားပါတယ်နင်းမိုးမေးတို့နှစ်ယောက်ဘာလို့ဒီကိုရောက်နေကြတာလဲဆိုပြီးអော်လိုက်ပါတယ်ဒါပေမဲ့ဝီကတော့သူတို့စကားကိုအရေးမစိုက်ပဲနှက်ခေါက်ရှုံလိုက်ပါတယ်ဇွန်ဘီတယောက်ပဲဟာကိုခဏနေရင်သူ့ကိုငါးဓာတ်နဲ့နှက်ပိုင်းပိုင်းပြမယ်ကြည်နေလိုက်ပေါ့တစ်ဖက်မှာတော့အမျိုးသမီးကြီးကသူမရဲ့လက်အောက်ငယ်တွေကိုအရေးပေါ်အမိန့်ပေးနေပါတယ်အာရှုတယောက်အရေးကြီးဖြည့်ဆည်းမှုတွေမလွတ်ခင်သူ့ကိုအမြန်ဆုံးတွားရှာပြီးပြန်ခေါ်ခဲ့ကြမဟုတ်ရင်နိုင်ငံဘီရဲ့သမရာကြီးကဓာတ်ကိုအကြောင်းပြပြီးငါတို့ကိုဖမ်းဖို့ကြိုးစားလိမ့်မယ်အာရှုကလည်းစိတ်ချပါအခုပဲတွားလိုက်ပါမယ်လို့အာမခံလိုက်ပါတယ်သူကဘေးကလူကိုငါ့ကိုကူးစရာမလိုဘူးငါအခုအများကြီးတက်တာနေပြီဆိုနေတော့ပဲတမရာကြီးနဲ့ဇွန်ဘီတို့လိုက်ပါလာတဲ့လင်ဘိုစင်းကြီးကသူ့ရှိတ်ကနေဖြတ်မောင်းထားပါတော့တယ်တိုက်ခွဲမြေပြင်မှာတော့လိုနီကသူမရဲ့ဓာတ်ရှည်ကြီးကိုဝှေရမ်းပြီးအာရှုစီကိုခုံဝင်တိုက်ခိုက်လိုက်ပါတယ်မင်းလိုဇွန်ဘီစုတ်ကောင်ငါဓာတ်စာမီလူကတော့မင်းဘလောက်မောက်မှနိုင်အောင်မလဲကြည့်ကြတာပေါ့ဒါပေမဲ့သူတတိမထားလိုက်မိတာကအာရှုကတခုခုကိုထုတ်ပြီးသူမစီလမ်းပစ်လိုက်တာပါလိုနီတွေဘာမှမလုပ်နိုင်ခင်မှာပဲအဲ့ဒီလျာကသူ့မျက်စိရှိတယ်ဝုန်းဆိုပြီးပေါက်ချွဲသွားပြီးတနေလုံးမီးကုန်းတွေဖုံးလွှမ်းသွားပါတော့တယ်မီးကုန်းတွေကြလိုနီတယောက်ချောင်းတွေဆိုးပြီးဘာမှမမြင်ကထင်နေတော့လေးထုကိုဖျက်တန်းသွားတဲ့ဓာတ်ချက်တစ်ချက်ကသူမခေါင်းပေါ်ကနေဝှီးဝေးဖျက်သွားပါတော့တယ်ချက်ချင်းဆိုတာနဲ့အာရှုရဲ့အောက်ပါတဲ့လက်ချက်ကလိုနီရဲ့မေးစင်ကိုတဲ့တဲ့ထိမှန်သွားပြီးသူမကလွန့်သွားပါတော့တယ်လူနီတယောက်သွေးအောင်မှလဲကျနေပြီးအထက်အန်ဒီရဲ့စူးရင်ရတဲ့အခြေအနေကိုမြင်လိုက်တော့ Violet ကလည်းဘာလို့ရမှမသိစွန့်အားသွားပါလေအမြွာညီမတွေကတော့ချက်ချင်းပြေးဝင်လာပြီးအာရှုရဲ့နောက်ထပ်တိုက်ခိုက်မှုတွေကိုတားဆီးလိုက်ကြပါလေမင်းရဲ့အစွမ်းလေးနဲ့မှဒီကောင်ကိုတိုက်ချင်ရတာလား
မြန်မြန်လှုပ်လိုနီကိုအခုချက်ချင်းကိဆဲခေါ်သွားအချိန်မီရင်သူ့အသက်ရှင်းလိုက်သေးတယ်အမြညီမတွေကလည်းသူတို့ရဲ့ဓာတ်ရှည်ကြီးတွေကိုဆွဲထုတ်လိုက်ပြီးအာရှုကိုကြည့်ပြီးတက်ပြင်းချလိုက်ပါတယ်နောက်ဆုံးတော့လေသူတို့အမကြီးကိုဓာတ်နဲ့ပြန်ရင်ဆိုင်ရတော့မှာပဲငါတို့မင်းကိုမတက်ချင်ဘူးအခုချက်ချင်းထွက်သွားတာပိုကောင်းနေမေအာရှုကတော့ညီမနှစ်ယောက်ကိုလက်ညှိုးထိုးပြီးဒေါတာတစီနဲ့ဟိမ့်ဟောက်လိုက်ပါတယ်မင်းတို့ကငါဆရာမကြီးရဲ့ညီအမတွေမဟုတ်ညင်ငါတို့မင်းတို့ကိုအသားတစ်ပိုင်းစီပိုင်းပြစ်လိုက်ပြီးကောင်းပြီလေဒီနေ့တော့တို့ဆရာမကြီးကိုစားမင်းတို့ကိုငါသင်္ကန်းစာပေးရတော့မှာပဲသူပြောဆိုဆိုနဲ့ဓားမြောက်တစ်လက်ကိုထုတ်ပြီးသူ့လက်ကဝတ်ကိုလှိချလိုက်ပါတယ်ချက်ချင်းဆိုတာနဲ့အလောင်းပုတ်စီတွေအများကြီးထွက်ပေါ်လာပြီးသူ့ပတ်လက်ကိုဝိုင်းထွာပါတော့လေအားလုံးကဘာလို့မလို့လဲဆိုပြီးကြောင်ကြည့်နေတော့သူကမီးချွတ်ကိုချစ်ပြီးအောက်ကိုပြစ်လိုက်ပါတယ်ချက်ချင်းဆိုတာနဲ့သူ့ခြေထောက်အောက်ကစီတွေဟာမီးဟုံဟုံတောက်သွားပါတော့တယ်ဗိုင်ယိုလက်ကဒီကောင်ယူသွားပြီလို့ထင်နေတော့မဲ့မမျော်လင့်ထားတာကအာရှုကအနားကမီးတောင်အားလုံးကိုသူ့ခန္ဓာကိုယ်ထဲစုယွင်လိုက်တာပါခဏတည်းမှာပဲသူဟာမီးတောင်တွေဖုံးလွှမ်းနေလေ Ghost Rider လို့ပြောင်းလဲသွားပါတော့တယ်ဒါကိုမြင်လိုက်တဲ့အမြညီမတွေကလည်းဟမ်ဒါတကယ်ကြီးလားသူကအသွင်ပြောင်းနေသေးတာလားဆိုပြီးထိတ်လန့်သွားကြပါတယ်ဒါပေမဲ့သူတို့နောက်ကဗိုင်ယိုလက်ကတော့ဘာမှမအံ့ဩပါဘူးအာရှုအသွင်ပြောင်းသွားတာကိုမြင်လိုက်တဲ့ခဏချင်းမှာပဲသူမရဲ့မျက်နှာကချက်ချင်းဆိုတာနဲ့မောင်ကျသွားပြီးအာရှုကသူ့ရဲ့မိတောင်တွေဖုံးလွှမ်းနေတဲ့အသွင်တစ်ကိုဂုံယူကွာဆိုတဲ့ကြွားလုံးထုတ်ပါလေဘလို့လဲမင်းတို့ဒီလိုမျိုးတစ်ခါမှမမြင်ဘူးမို့လားတို့ဆီယာမာကြီးရဲ့မက်သာပေးခြင်းကိုခဏတစ်ဖြုတ်လောက်ကြတာကြောင့်မင်းတို့ကိုမင်းတို့အနိုင်မရနိုင်ဘူးလို့ထင်နေတာလားနင်းကဘိုင်ယိုလက်ကိုကြည့်ပြီးလူနီကိုခေါ်ပြီးအမြန်ပြေးတော့လို့ပြောဖို့လို့သူမမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စွန့်အားထွားရပါတယ်ဘိုင်ယိုလက်ကလက်ကိုမြောက်လိုက်တဲ့အချိန်မှာပဲသူမရဲ့မျက်နှာပေါ်မှာအည်ပြားတွေကကွာကျလာပြီးသူမရဲ့သွေးမျိုးဆက်စွမ်းအားကိုစတင်ထုတ်ဖော်ဖို့ပြင်နေတာပါဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ရိုင်ထဲမှာလဲနေတဲ့လူနီကရုတ်တရက်ထပ်ပြောပါတယ်ဘိုင်ယိုလက်ဖယ်လိုက်စမ်းပါနောက်တစ်စက္ကန့်မှာတော့သူမရဲ့ခန္ဓာကိုယ်ကမြေပြင်ကနေဝုန်းကနေခုန်ထွက်လာပါတယ်အမျှညီအမောတွေမှာတော့အန်အောသွန်းလို့ပါဟောင်းမှာပေါ့လူနီကဘိုင်ယိုလက်ကိုကြည့်ပြီးပြီးကြတဲ့တစ်ခုတုန်းကတော့မင်းမဲလူဆွန်းလောင်းကြွားသွားတာအခုတော့ငါအလဲပဲလို့ပြောလိုက်ပြီးသူမရဲ့သွေးမျိုးဆက်ဆွမ်းအားကိုချက်ချင်းဆိုတာဆိုတော့အတန်သွင်းလိုက်ပါတယ်ဟမ်ဒါဘာကြီးလဲဆိုပြီးညီအမတွေအော်ဟစ်နေပေမဲ့လိုနီကတော့ဂရုမစိုက်ပါဘူးဒီကောင်ကငါအပိုင်ပဲမဝဲမနဲ့ငါတို့ခေါင်းဆောင်ကြီးရဲ့မျိုးဆိုးပြေချင်းကဘလောက်တောင်ဆွဲလန်းပေါ်ကောင်းလဲဆိုလားငါလည်းစမ်းဆက်ကြည့်ချင်းသေးတယ်လို့ပြောလိုက်ပါတယ်ဘိုင်ယိုလက်ကလည်းမလိုလားသလိုပဲသူမရဲ့ဓာတ်ကိုပြန်သိမ်းလိုက်ပါတယ်အေးပါဒါဆိုလည်းမြန်လို့အချိန်မဖြုံးနဲ့အညွှန်းညီအမကြီးခင်ဗျားတော့မင်းတို့ကလူသေးလားဇွန်ဘီတွေလားဆိုတာတော့မေးခွန်းထုတ်ခဲ့ရတဲ့အထီပါပဲအာရှုတွေကလည်းတော်တော်လေးဇဝေးဆိုတာဖြစ်နေပါတယ်ဘာတွေဖြစ်နေတာလဲဘာလို့သူတို့ကိုမြင်ရတာငါနဲ့မျိုးနွယ်တူတူလိုမျိုးခန်းစားချက်ကြီးပေးနေရတာလဲဒါပေမဲ့သူဘာမှစဉ်းစားလို့မရခင်ပါပဲလိုနီကသူ့ရဲ့ဓာတ်ရှိကြီးကိုကင်ပြီးဘာစောင့်နေတာလဲငါတို့အားလုံးကိုတတ်မယ်ဆိုလာလီဆိုပြီးစိန်ခေါ်လိုက်ပါတယ်အာရှုလည်းဒေါသကြီးနဲ့ပြေးဝင်တိုက်ခိုက်ပါတော့တယ်မင်းကကြွားလုံးထုံနေတာပဲဘာတွေမောက်မာနေတာလဲဝုန်းဆိုတဲ့အတန်ကြီးနဲ့အတူလမ်းပေါ်မှာပျောက်မဲ့ကိုကုန်းနဲ့မီးတောက်တွေပတ်ခွက်ထွက်လာပါတယ်အာရှုကလောဝါနဲ့ရိုက်ထုတ်တဲ့အချိန်မှာမီးတောင်တွေကလိုနီစီကိုတချိန်တိုးပြီးဝင်သွားပါတယ်ဒါပေမဲ့မီးတောင်တွေကလိုနီထီကနီးမှာပဲသူမကမီးတွေကိုတရဆရှူးသွဲလိုက်ပြီးခဏအတွင်းမှာပဲအဲ့ဒီကြွားမဲ့ကိုကောင်းတဲ့မီးတောင်အားလုံးကိုဖိုက်ထဲမြို့ကျပစ်လိုက်ပါတယ်နင်းတယောက်လဲကြောင်တောင်ကြီးဖြစ်သွားပါတော့ဒါဘလို့နီးဖြူပါကြီးလဲသူမကမီးတွေကိုတကယ်ကြီးစကွဲတောက်တလို့မြို့ကျပစ်လိုက်တာလားအာရှုကလည်းဒါကိုမြင်တော့စိတ်ဝင်စားစရာပဲလို့ကြုံဝါလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလိုနီကအာရှုရဲ့ရှေ့ကိုမျက်စိတမိတ်မှရောက်လာပြီးသူ့ကိုအားပါတဲ့ကန်ချက်နဲ့ကန်ထုတ်လိုက်တာကြောင့်လွင့်ဆင်းသွားပါတော့တယ်အာရှုရဲ့မျက်နှာမှာတော့မယုံနိုင်မှုကအပြည့်ပါဒါမဖြစ်နိုင်ဘူးဒါလူတယောက်ရဲ့ကန်ချက်ဆွမ်းအားမဟုတ်ဘူးသူကပြန်တိုက်ခိုက်ဖို့အာယူနေတော့မှပဲနားချက်ထဲကနေအမိန့်သားထိတ်လန့်သွားပါတယ်အာရှုမင်းအခုချက်ချင်းပြန်လာခဲ့ဖို့ငါအမိန့်ပေးတယ်ဒါပေမဲ့အကန်ခံရတာကြောင့်အညူတကြီးဖြစ်နေတဲ့အာရှုကဘယ်ပြန်ဆုတ်ချင်ပါလဲသူကကျွန်တော်အလုတ်ရှုပ်နေတယ်လာမနှောက်ရှက်နေလူပြန်អော်လိုက်ပါတော့တယ်တစ်ဖက်မှာတော့နိုင်ငံဘီရဲ့ဟိုတယ်တစ်ခုမှာဇွန်ဘီကသမရာကြီးကိုဘေးကိန်းလုံခြုံစွာပို့ဆောင်ခဲ့ပါပြီအဲ့ဒီအချိန်မှာဌာနချုပ်ကဆက်သွယ်ရေးလိုင်းတွေကိုပြန်ဖွင့်ပြီးဇွန်ဘီကိုဖုန်းဆက်ပါတယ်ဇွန်ဘီဘိုင်ယိုလက်နဲ့လိုနီတော်ပြဿနာတက်နေပုံရတယ်မင်းသွားကြည့်ပေးရောဒီဟိုတယ်ကငါတို့နေရီဆိုတော့သမရာကြီးကဒီမှာတင်စိတ်ချရတယ်ဖုန်းချလိုက်တဲ့အချိန်မှာတော့ဇွန်ဘီကစိတ်ပြက်လက်ပြက်မျက်နှာပေးနေအီးပါငါသွားလိုက်ပါမယ်လို့ရည်ရွယ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလိုနီတယောက်ကတော့လိုနီရဲ့အသွေးထဲမှာတော့သူမရဲ့အတိတ်ကအမတ်တရားနေပြန်လဲစိုးမှုနေပါတယ်တကယ်တော့လိုနီရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဇွန်ဘီမျိုးစုပြေခြင်းကဒေါ်စီကနေတဆင့်ရောက်ရှိခဲ့တာပါရှေးဟောင်းလူသားတွေကိုနှိမ်ပန်းပြီးတဲ့နောက်ဒေါင်းကဒဏ်ရာတွေကိုကုသနေတဲ့သူမရဲ့ခန္ဓာကိုယ်စစ်ဆေးနေတော့လိုနီကဒေါင်းရဲ့သွေးတွေကိုခိုးယူပြီးသူမကိုယ်တဲ့ထိုးသွင်းကိုကြံစီခဲ့တာပါဒေါင်းကဒါကိုသိသွားတော့ဇွန်ဘီမျိုးစုပြေခြင်းကိုတေချာလိလာစရာရှိုံပဲနောက်ဆက်တွဲဘာပြဿနာတွေဖြစ်လာမလဲမသိနိုင်ဘူးစိတ်လိုက်မှမလုပ်ပါနဲ့ဆိုပြီးအသေးအတန်းတားဆီးခဲ့ပါသေးတယ်
ဒါပေမဲ့ဘိုင်ယိုလက်ရဲ့ဒုတိယအသွင်ပြောင်းလဲစွမ်းအားကိုမြင်တွေ့ခဲ့တဲ့လိုနီဟာဘိုင်ယိုလက်နောက်မှာကြံမနေခြင်းတဲ့အတွက်ကြောင့်သူမကဝေးခွေးမနေတော့ပဲဇွန်ဘီမျိုးစုပြေချင်းပါတဲ့ဖေးရည်ကိုသူမကိုယ်တည်းထိုးသွင်းပစ်လိုက်ပါတော့တယ်ချက်ချင်းဆိုရသလိုသူမရဲ့စိတ်ထဲမှာထိမ့်နိုင်မထိမ့်နိုင်တဲ့ဒေါသတရားတွေဟုံးဟုံးတောင်လုံမြိုက်နေတာပေါ့လက်ရှိအခြေအနေမှာတော့လိုနီကဘိုင်ယိုလက်လိုပဲအသွင်ပြောင်းလဲစွမ်းအားရှိနေပေမဲ့သူမရဲ့ဒေါသတွေကသူမကိုတခေးပြေးဝါမျိုးလာနေပါတယ်ဒါကိုသတိထားမိတဲ့လိုနီကလိုနီမင်းရဲ့ဒေါသကိုထိန်းချုပ်ဆန်းလို့အော်ဟစ်သတိပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအာရှုကနိုင်ငံဘီလူသားကဇွန်ဘီအဖြစ်ပြောင်းလဲနိုင်မယ်လို့မထင်ထားမို့ကဲပျော်စရာလေးတွေစလိုက်ကြတော့မယ်ဆိုပြီးရန်စလိုက်ပါတယ်သူရဲ့နောက်ခဲမှာမီးတောင်တွေဟုံဟုံတောက်လာပြီးလိုနီကိုပြားပစ်သွားအောင်ပုံမှုပြင်းထန်တဲ့မီးတောင်တွေနဲ့တိုက်ခိုက်ထိုးပြင်းလိုက်တာပေါ့ဒါကိုမြင်လိုက်ရတဲ့အမြော့အညီအမတွေမျက်နှာပြတ်သွားပေမဲ့အဲ့ဒီအချိန်မှာပဲလိုနီကပါဇက်ထဲကနေမီးလုံးကြီးတစ်ခုကိုမှုန်ထုတ်လိုက်ပါတယ်မင်းပေးထားတဲ့မီးတောင်တွေဟိုမင်းစီပဲပြန်ပေးလိုက်မယ်လောင်စမ်းသူမခဏရှူသွင်းထားတဲ့မီးတောင်အားလုံးကိုအာရှုစီကိုပြန်လဲပန်းထုတ်လိုက်တာပါဒါဘယ်လိုလုပ်ဖြစ်နိုင်ပါလဲပါဇက်ထဲကပြန်မှုန်လုံနိုင်ပါဟုတ်လားအာရှုနဲ့အမျိုးအညီအမတွေမယုံနိုင်ကြုံဖြစ်နေတော့မှပြင်းထန်တဲ့မိတောင်တွေကအာရှုကိုဝါမျိုးသွားပါတော့တယ်အာရှုတယောက်ဘာဖြစ်လို့ဖြစ်မလဲမသိခင်ပါတယ်လိုနီကလေးဘောကိုခုန်တော့သွားပြီးဝုန်းဆိုတဲ့အထန်ကြီးနဲ့အတူအာရှုကိုလက်သီးနဲ့ထူးချလိုက်ပါတယ်အာပါလုံးနဲ့လက်သီးချက်ကြောင့်မြေပြင်မှာချင်းကြီးတောင်ဖြစ်သွားတာပေါ့အခုချိန်မှာတော့လိုနီကစိတ်လွတ်ကိုလွတ်ဖြစ်နေပါပြီသူမကကောင်းငင်ကိုကြည့်ပြီးယူးစွာစွာနဲ့ရေမောနေပါတယ်ဒီခန်းစားချက်ကြီးကတကယ်ကိုအမိုက်စားတယ်အာရှုလက်တော်သားကြီးနဲ့တောက်မင်းကဘာကောင်းလဲဆိုပြီးဆဲဆိုလိုက်ပါတယ်ဘာယိုလိုက်ပါလဲလိုနီမြန်စိတ်ကိုထိန်းချုပ်စမ်းဒီအတိုင်းဆိုရင်မင်းယူသွားပြီးအသိစိတ်ပလောက်ဆုံးသွားလိမ့်မယ်လို့အော်ပြောနေရပါတယ်နင်းတယောက်ဘာဖွင့်နေမလဲမနားလည်နိုင်ခင်ပါတယ်လိုနီကရုတ်တိတက်ဆူလို့အဆွဲတွေထွက်လာပြီးပါစက်ထက်ကအနဲ့တောင်တရေတွေစီးကြလာပါတယ်ငါသူ့ကိုဝါးစားပေးမယ်လိုနီကလူမကျူတဲ့အသံတွေပြုတ်ပြီးအာရှုစီကိုကိုလက်လွင်တင်နေနဲ့လျော့သွားနေပါတယ်ဒါကိုမြင်လိုက်ရတဲ့အာရှုတော်မှာကြောက်ချီးပါမတာတုံလို့သွားတာပေါ့တကယ်ပါပဲငါနဲ့သူဘသူကဇွန်ပြီးအစ်စ်လဲတောင်တဲမကွဲတော့ဘူးသူကပြန်တိုက်ခိုက်ဖို့ပြင်နေတော့မှာပဲနားချက်ထဲကနေအမိန်သားထိုးလာပါတယ်အာရှုမစ်ရှင်ကိုရပ်ပြီးအခုချက်ချင်းစုတ်ခွာတော့အရန်ကြွားမဲ့ကူကောင်းတဲ့အရာတစ်ခုကမင်းစီကိုလာနေပြီအဲ့ဒီလိုပြောလို့အပြီးမှာပဲအလေးနန်းတစ်ခုကအရှိန်ဟုန်နဲ့အပြီးဝင်လာပါတယ်ဟုတ်ပါတယ်ဇွန်ဘီရောက်လာတာပါဒါပေမဲ့ဇွန်ဘီဘာမှမလုပ်ရသေးခင်မှာပဲ ကဲဒီနေ့အတွက် Android Manwa Riga 2ရဲ့ဗီဒီယိုလေးကိုဒီမှာတင်ခရတရနာခွင့်ပြုပါဗျကျွန်တော် channel လေးရေရှည်ရပ်တည်နိုင်ဖို့အတွက် bro တို့အနေနဲ့ VPN လေးဖွင့်ပြီးတက်လာတဲ့ကြော်ညာလေးတွေကိုကြည့်ပေးခြင်းအပြင်ကူညီလို့ရပါတယ်ဗျဒါဟာကျွန်တော်တို့နောက်ထပ်အမိုက်စားဗီဒီယိုတွေအမိုက်စားဆက်လုပ်ဖို့အကြီးဆုံးအင်အားပါပဲ channel ကို subscribe လုပ်ထားဖို့ like ပေးခဲ့ဖို့နဲ့ခေါင်းလောင်းလေးတီးချဖို့မမေ့နဲ့ဘူးနော်ခင်ဗျားတို့ရဲ့အမြင်တွေကိုလည်း comment မှာဝင်ရဆွေးနွေးပေးသွားကြပါဦးအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်ဗျ